တော်လိုက်မုတ်ဆိုးကြီးကိုစောလူတယောက်ကလည်းဒဏ်ရာတရားဖြစ်နေရင်ကနေပဲလူသေးဖုတ်ကောင်ကြီးစီကိုအပြေးလွှားနဲ့တွားပြီးတိုက်ခိုက်ပါလေရောဗျာတစ်ဖက်ကလူသေးဖုတ်ကောင်ကြီးကလည်းအားနဲ့မှန်နဲ့ဆိုသလိုပဲပြေးလာပြီးတိုက်ခိုက်တာပေါ့ဖုတ်ကောင်ကြီးကလက်နဲ့လှမ်းရိုက်လိုက်ခဲ့ပေမဲ့လည်းကိုစောလူတယောက်ကတော့ဆရာတော်ကြီးပေးလိုက်တဲ့မော်ဓားနဲ့ဘိုက်ကိုထိုးသွင်းခဲ့ပြီးအသာလေးရှောင်ထွက်လာခဲ့လိုက်ပါတယ်မုတ်ဆိုးကြီးကိုစောလူတယောက်ကတော့ဒဏ်ရာရဲ့နာကျင်မှုကိုမခံစားနိုင်တော့ပဲမြေပြင်ပေါ်ကိုမှောက်လျက်သားလဲကျသွားခဲ့ပါတယ်ဖုတ်ကောင်ကြီးကလည်းဘိုက်မှာစိုက်နေတဲ့ဓာတ်ကိုနှုတ်ယူလိုက်တဲ့အချိန်မှာတော့သွေးတွေဟာတစ်စက်နဲ့မြေပြင်ပေါ်ကိုထွက်ကျနေတာပေါ့ဖုတ်ကောင်ကြီးကလည်းဘိုက်ကဓာတ်တန်ရာကိုလက်ကလေးနဲ့အသာဖိပြီးမုတ်ဆိုးကြီးစီကိုဒေါသတကြီးနဲ့လာနေခဲ့ပါတယ်မုတ်ဆိုးကြီးရဲ့အနီးနားကိုရောက်တော့ဖုတ်ကောင်ကြီးဟာသူ့ရဲ့ရှည်တန်းရှည်ကြီးနဲ့နင်းချပါလေရောဗျာဒါပေမဲ့လည်းသူနင်းလိုက်တဲ့အခါမှာတော့မုတ်ဆိုးကြီးကိုစောလူတယောက်မဟုတ်ပဲလူယုတ်လေးဖြစ်နေတာပေါ့ဖုတ်ကောင်ကြီးကလည်းဘာလဲဟဆိုပြီးချက်ချင်းမျက်နှာပြက်သွားခဲ့ပါတယ်တကယ်ကတော့ကိုစောလူတယောက်ကိုကူညီပေးနေတဲ့သူတယောက်ပေါ်လာတာကြောင့်ပါမုတ်ဆိုးကြီးကိုစောလူတယောက်လဲနေရကနေပြန်ထလာပြီးဖုတ်ကောင်ကြီးကိုတိုက်ခိုက်ဖို့အားခဲနေတာပေါ့နှစ်ယောက်စလုံးကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတိုက်ခိုက်ဖို့အတွက်အရေးအကဲတွေစောင့်ကြည့်နေခဲ့ကြပါတယ်အရေးအကဲစောင့်ကြည့်ပြီးတဲ့နောက်မှာတော့မုတ်ဆိုးကြီးကိုစောလူတယောက်ဟာအပြေးအလွှားနဲ့ဖုတ်ကောင်ကြီးကိုပြေးကန်ပါလေရောဗျာဖုတ်ကောင်ကြီးကလည်းဘိုက်ကဓားတန်ရာနဲ့ဆိုတော့တောင်မခံနိုင်ပဲနောက်ကိုလွင့်စင်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဖုတ်ကောင်ကြီးကတော့အေးဆေးလေးပြန်ထလာခဲ့တာပေါ့ပြန်ထလာရအောင်မလားဆိုပြီးတော့ကိုစောလူတယောက်ဟာဖုတ်ကောင်ကြီးရဲ့ဘိုက်ကိုဇက်တိုက်ထိုးနေခဲ့ပြီးမဲ့လည်းဖုတ်ကောင်ကြီးရဲ့လက်ဝါးတစ်ချက်စာနဲ့တင်လူးလိမ့်သွားခဲ့ပါတယ်ဘာမှမလုပ်နိုင်တော့ညာလဲကိုစောလူတယောက်ပြန်ထလာတာကြောင့်ဖုတ်ကောင်ကြီးကလည်းရှေးတောင်းနဲ့ထက်ပြီးကန်ခဲ့လိုက်တော့တဖန်ပြန်ပြီးလဲကျသွားခဲ့တာပေါ့ကောင်းပါတဲ့မုတ်ဆိုးကြီးတယောက်ကလည်းအားမှန်မလျှော်ဘဲနဲ့ပြန်ထလာခဲ့ပါတယ်လက်သီးနဲ့ပြန်ထိုးဖို့ဟန်ချက်ကလေးပြင်းပြီးဖုတ်ကောင်ကြီးကိုလက်သီးနဲ့ထိုးဒူးနဲ့တိုက်ပြီးတဲ့နောက်မှာတော့ခြေထောက်နဲ့အတက်ကန်လိုက်ပြောင်းပြန်ကန်လိုက်နဲ့အားရပါးရကန်နေခဲ့ပေမဲ့လည်းဖုတ်ကောင်ကြီးကအသာအရာလေးသာတင်းရှောင်နေခဲ့တာပေါ့စိတ်မရှိတော့တဲ့ဖုတ်ကောင်ကြီးကလည်းဘယ်ခြေထောက်နဲ့ကန်ထည့်လိုက်တဲ့အချိန်မှာတော့ကိုစောလူတယောက်လေးဘက်ထောက်ကျသွားခဲ့ပါတယ်ဒါပေမဲ့လည်းလက်မလျှော့သေးပဲဒေါသတကြီးနဲ့ဖုတ်ကောင်ကြီးကိုမှတ်မိမကန်းနဲ့အားရပါးရထိုးကျိတ်နေလိုက်ပါသေးတယ်အဲဒီနောက်မှာတော့ဖုတ်ကောင်ကြီးကလည်းနောက်ဆုတ်ပြီးအသာရှောင်လိုက်တာပေါ့မုတ်ဆိုးကြီးကလည်းရှောင်ရကောင်းမလားဆိုပြီးဒီထူးနိုင်အကွက်တွေနဲ့ပြေးကန်ပါလေရောဗျာသူကန်ချက်ကတစ်ချက်မှမထိတဲ့အပြင်ဖုတ်ကောင်ကြီးကပဲပြန်ထိုးလိုက်တာကြောင့်နောက်ကိုလဲကျသွားခဲ့ပါတယ်ပြီးမှအသာလေးပြန်ထလာပြီးမဲ့လဲဖုတ်ကောင်ကြီးရဲ့ခြေထောက်ကန်ချက်နဲ့အတူမူးမေ့ပြီးလဲကျသွားခဲ့ပါတော့တယ်ဒီတစ်ခါမှာတော့ပြန်မထနိုင်ပဲသူ့ရဲ့ဝိညာဉ်ဟာရုပ်ကစိုးကြီးရဲ့ရှေးမောက်ကိုအကူအညီတောင်းဖို့ရောက်သွားခဲ့ပါတယ်မင်းတို့ပြောကိုငါစောင့်ကြည့်နေတာကြာပြီအလူလဲခံနေရပြီမဲ့မင်းကလက်မလျှော့ခဲ့တာကြောင့်မင်းဒီကနေ့ဆက်စိတ်မှာမင်းကိုကူညီခဲ့လိုက်တယ်ကွာအဲ့ဒီဖုတ်ကောင်ကြီးတွေကိုသုံးတက်တိုက်ခိုက်ရှင်ကိုငါမင်းကိုကူညီမှာပါကွာဟာဟာဟာအဲ့လိုနဲ့ပဲမုတ်ဆိုးကြီးဟာရုပ်ကစိုးကြီးရဲ့အကူအညီကိုရယူခဲ့လိုက်ပါတယ်မုတ်ဆိုးကြီးကိုစောလူတယောက်တတိပြန်ရလာခဲ့တာပေါ့သူတတိရလာတဲ့အချိန်မှာတော့သူ့ရဲ့လက်ထဲမှာအနီရောင်တောက်နေတဲ့မှော်တုတ်တစ်ချောင်းဟာရောက်နေခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါတိုက်ခိုက်မှုဟာသူကိုယ်တိုင်တိုက်ရတာမဟုတ်ပဲရုပ်ကစိုးကြီးကဝင်ပူးပြီးတိုက်ခိုက်ပေးနေတာပေါ့ကိုစောလူတယောက်မျက်လုံးหนีကြီးတွေနဲ့စိုက်ကြည့်ပြီးအားရပါးရရေနေခဲ့ပါတယ်ဘာလို့နောက်ပြန်ဆုတ်သွားရတာလဲကွာလာပါခြာစမ်းပါကွာ
အေးကောင်းပြီမင်းမလာတော့လေငါလာရတာပေါ့ကွာဖုတ်ကောင်ကြီးကတစ်ချက်ပြီးတစ်ချက်ကန်နေပြီမဲ့လဲကိုစောလူတယောက်ဟာအตาအရာလေးတင်းရှောင်နေခဲ့ပါတယ်ဖုတ်ကောင်ကြီးဟာလက်သီးနဲ့အားရပါရထိုးပြီမဲ့လဲကိုစောလူတယောက်ဟာနောက်ကိုတစ်စက်လေးမှရွေ့မသွားခဲ့တဲ့အပြင်လက်ထဲကဒုံးနဲ့ရိုက်လိုက်တာကြောင့်ဖုတ်ကောင်ကြီးဟာအလဲအကွဲနဲ့ခံလိုက်ရပါတယ်ခက်တီတီနဲ့ရှေ့ပြန်တိုးလာခဲ့ပြီမဲ့လဲလက်ထဲကမော်တုံးနဲ့ထက်ဝေ့ရမ်းလိုက်တာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့တာပေါ့ဖုတ်ကောင်ကြီးဟာပြီးမှပဲပြန်ထလာပြီးထက်မတိုက်ရဲတော့ပဲနောက်ကိုအသာလေးဆုပ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကိုစောလူတယောက်ဟာလက်ထဲကဒုတ်ကိုမြေမှာစိုက်လိုက်တော့ရှက်ရှင်းဆိုသလိုဖုတ်ကောင်ကြီးရဲ့အောက်ကမြေဟာနှစ်ရှမ်းကွဲသွားပြီးအောက်ကမီတာဟုံဟုံတောက်လောင်နေတဲ့လျှော်ရည်ကန်နဲ့ကြကန်နီးဆဲဆဲဖြစ်နေတာပေါ့ဒါပေမဲ့လည်းတေမာကြောက်တာကြောင့်မရမကပြန်တက်လာခဲ့လိုက်ပါတယ်ကဲမင်းရဲ့နောက်ဆုံးခရီးပဲကွာဘာမှကျင်သေးလဲကွာဆိုပြီးအပြေးအလွှားနဲ့ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုမှော်ထုံးနဲ့တစောင်းပြေးရိုက်လိုက်တော့ကွဲအပ်နေတဲ့မြေကြီးကြားကနေမီတဟုံဟုံတောက်လောင်နေတဲ့လျှော်ရည်ကန်တွေကိုပြုတ်ကျသွားခဲ့ပါလေရောဗျာအားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ကိုစောသူတယောက်ဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်ပြီးမှပဲဝင်ပူးထားတဲ့ရုပ်ကစိုးကြီးနဲ့အတူမှော်တုတ်တန်ကြီးပါပျောက်ကွယ်သွားပြီးကိုစောလူတယောက်တည်းမြေပြင်ပေါ်မှာလဲကျပြီးကြံနေခဲ့တာပေါ့အဲ့လိုနဲ့ပဲနောက်တစ်နေ့မနေ့ရောက်တော့ကိုစောလူတယောက်ဟာတတိပြန်ရလာခဲ့ပါတယ်ဒဏ်ရာအနှဲငယ်ရထားပြီးညောင်းနေတာကြောင့်ရိုင်းတိုင်းတိုင်းအောင်ဖြစ်နေပါသေးတယ်အဲ့ဒီနောက်မှာတော့သူကလေးစားရှည်ခြင်းနဲ့ရွာပြက်ကြီးတွေကဖုတ်ကောင်တွေအားလုံးကိုအပီးသက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာပဲမုတ်ဆိုးကြီးကိုစောလူတယောက်ဟာဒီတောနက်ကြီးကနေထက်ပြီးခရီးဆက်သွားခဲ့ပါတော့တယ်ဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ